စီနဲ့လိမ့်လဲကျန်းတာပါပဲတဲ့စီနဲ့လိမ့်ရင်ကျန်းတယ်ဆိုတာဥမာဒီနေ့သုံးမယ်ဒီနေ့ဖြော်တာလားဒီနေ့သုံးမယ်မနေ့ကမှဖြော်တာလားဒါမျိုးဆိုတော့ကျန်းတယ်အမားတို့စီနဲ့လိမ့်မယ်ဆိုလို့ရှိရင်เนาะအနည်းဆုံး9ရက်တစ်ပတ်လောက်ကြိုဖြော်ပြီးနှက်ထားပြီးဒါဆိုရင်မကျန်းဘူးဒီလိုမျိုးခံရထုတ်တဲ့ကျိမ့်မှန်မုတ်တစ်ထုပ်ကိုဝယ်ဒါမှမဟုတ်တပူးကိုဝယ်ပြီးတဲ့ခါကျဒီလိုမျိုးပါကင်လေးပေါ့เนาะအထဲမှာသူကပါတယ်ဒီလိုမျိုးတစ်ထုပ်လုံးကိုအုံးစီ30သားပေါ့เนาะ30သားတော့မကုန်အဲ့လောက်နဲ့ထည့်ပြီးတော့ဘူးတန်လေးထဲမှာတစ်ထုပ်လုံးကိုထည့်ပြီးတဲ့ခါကျတစ်ထုပ်လုံးကိုထည့်ပြီးအုံးစီနဲ့မြုပ်နေအောင်စိန်ထားလိုက်စိန်သွားပြီးစိန်ထားပြီးတော့နှက်ထားမယ်ဆိုလို့ရှင်ဒီလိုမျိုးအနှစ်အီလေးရတယ်ရှင်စိန်ထားလို့ဒီပေါ့အောင်တော့ဒီဘူးကနန်သွားခြင်းပုတ်သွားခြင်းမရှိဘူးဒီမှာဒီအနှစ်လေးဆိုဒီမှာကြီးရွဲတောင်ရွဲနေကြီးဒါဆိုလို့ရှင်စိန်ထားတာ2လ3လရှိပြီဒီဘူးလည်းပဲထက်ခါစိန်ပြီးသုံးနေတာပေါ့နော်ဒီလိုမျိုးဆိုလို့ရှင်ဒီမှာအမှုတ်ကဒီမှာဒါမျိုးကကျန်းလာဒီမှာကြည့်နော်ဒီမှာအီပြီးတော့ဒီမှာတော့လက်ကောင်အီပြီးတော့အမြောင်းလေးဖြစ်ပြီးကြာနေလုံးဝမကျန်းဘူးရှင်နော်လုံးဝကျန်းခြင်းမရှိဘူးဒီလိုမျိုးအနှစ်အီလေးဒါပြောမယ်ဆိုဘယ်လိုမျိုးဖြစ်သွားလဲဆိုရင်ပုံရည်ကြီးအနှစ်လိုမျိုးဖြစ်သွားပြီနော်ဒီလိုမျိုးစိန်ထားပါဒီလိုမျိုးကြစိန်ထားတယ်ဆိုလို့ရှင်ဒီလိုအနှစ်အီလေးကိုရပါတယ်ရှင်ဒီမှာကျန်းတယ်ဆိုလို့ရှင်ဒီလိုအမြောင်းလေးတောင်ပဲကြာမလဲဒီမှာဆိုလို့ရှင်ဒီလိုတက်လိုက်မယ်ဆိုလို့ရှင်ဒီမှာအမြောင်းလေးတောင်ဖြစ်နေတယ်မှာအလုံးဝအီဆက်ပြီးတော့ပုံရည်ကြီးအနှစ်လေးလို့ဖြစ်နေတာအဲ့လိုမျိုးကြိုစိန်ထားမှအနှစ်အီလေးရတာပါเนาะကဲလို့ကိုက3ကန်ဒီမှဖြော်တယ်ဆိုလို့ရှင်အမှုတ်တက်အစီတက်နဲ့အနှစ်အီလေးမရပါဘူးအမားတို့အကိုတို့လိမ့်မယ်ဆိုလို့ရှင်ကြိုဖြော်ပါကြိုနှက်ထားပါเนาะတဘူးလုံးကိုအမှုတ်ထုတ်လုံးကိုတဘူးထဲထည့်ပြီးတော့နှက်ထားပြီးတော့သုံးပါခေါင်းလျှော်ကန်ဒီတိုင်းဒီဘူးကိုထုတ်ပြီးသုံးပြီးသုံးတဲ့အခါကျဒီအနှစ်လေးကိုယူလိုက်မှာအနှစ်ကအီထွက်နာမတော်လားဒါညီမလက်ရှိသုံးနေတဲ့ဘူးပေါ့နော်ဒီအနှစ်လေးကိုယူလိုက်ဒီအစီလေးနဲ့ယူလိုက်ယူပြီးတော့လက်ဖွားထဲမှာပုတ်လိုက်ဒါလက်ကဒီဘက်လက်ကကင်ထားရတော့မပုတ်ပြတော့ဒီအစီနဲ့အနှစ်နဲ့ကိုဒီလိုမျိုးပုတ်ပြီးတဲ့ခါကျတော့ကိုရဲ့ဥရပြအဓိကလည်းပိုနေတဲ့နေရာပိုနေတာဥမာအဖျားလေးတွေဆွဲချပြီးလိမ့်မယ်ဒီမှာဆိုအနှစ်ကလုံးဝအီနေတာပဲဒီလိုမျိုးစီနဲ့ကြိုနှက်ထားမယ်ဆိုလို့ရှင်လုံးဝအနှစ်အီလေးကိုရပါတယ်ရှင်နော်တကယ်လို့ကိုကကြိုမနှက်ထားဘူး3ကန်ဒီမှဖြော်တယ်ဆိုတော့အနှစ်ကကျန်းတတ်ပါတယ်ရှင်